ဝဘာတွေလက်ထက်ကလေးကလက်ဆင့်ကလာတဲ့ရှေးအောင်ကြိုးချီနည်းများနောက်ဆုံးတစ်နည်းကတော့ပျောက်ကွယ်လူနည်းပါဖြစ်နေပါပြီဒါတွေကိုလိလာထားခြင်းကအလွန်အသုံးဝင်ပါတယ်တစ်လူတိုင်းသိထားတဲ့အရေးပေါ်ထွက်ပြေးရမှာတုံးတဲ့ကြိုးချီနည်းပါဒီကြိုးချီနည်းကအထူးပဲလုံခြုံစိတ်ချပါတယ်အရေးပေါ်ထွက်ပြေးဖို့အတွက်တာမကစောက်လို့ရေးလုပ်ငန်းဝင်တွေအလေးပင်တွေဆွဲတဲ့နေရာတွေနဲ့တခြားအခြေအနေများစွာမှာလည်းကြက်ကြက်ပြက်ပြက်အသုံးပြုကြပါတယ်နှစ်အိတ်တွေကိုချီတဲ့အခါလူတော်တော်များများသုံးလို့ရှိတဲ့နည်းပါသူတို့ကအရင်ဆုံးရိုးရိုးကြိုးထုံထုံတယ်ပြီးတော့မှလျောလိုက်ကြိုးကိုထပ်ချီတယ်အဲ့ဒီနည်းကတင်းကျပ်အောင်ဆွဲဖို့ခတ်တယ်လို့ဖြုတ်ရတာလည်းဒုက္ခများပါတယ်ဒီမှာအကြံပြုခြင်းနဲ့ချီနည်းလေးတစ်ခုရှိပါတယ်ကျိုးကိုတစ်ဝက်ခောက်အိတ်ဝါမှာပတ်လိုက်ပြီးလျောလိုက်ကွင်းလေးနဲ့စီးလိုက်ပါပထမဆုံးကျိုးကိုတက်နိုင်သမျှတင်းနေအောင်အားကျိုးမှဆွဲပါပြီးရင်ကျိုးစားကိုခောက်ပြီးကွင်းလေးကနေဖောက်ထည့်လိုက်ပါရှေ့ကကျိုးစားကိုဆွဲပြီးပြီးချတင်းကျပ်သွားအောင်လုပ်ပါဒီနည်းကမြန်ဆန်ပြီးအလွန်ခိုင်ခံတဲ့အပြင်တစ်စက္ကန့်အတွင်းအလွယ်တကူပြန်ဖြုတ်လို့ရပါတယ်တော့ကျိုးပြတ်သွားတဲ့အခါဒါမှမဟုတ်အရှင်မလုပ်တဲ့အခါသုံးရမယ်ရှစ်ကနန်းပုံကျိုးဆန်ကြီးပါချီရတာလွယ်ကူပါတယ်တစ်ချက်ကြည့်လိုက်တာနဲ့တတ်သွားမှာပါနေ့စဉ်ဘဝမှာအများဆုံးအသုံးပြုကြပါတယ်ဒါကိုလိလာထားရင်တေချာဖို့အကျိုးရှိမှာပါလေစက်တီးပုံစံကျိုးချီနေပါကျိုးကိုလက်ခုပ်ပေါ်တင်ပြီးတစ်ပတ်ကကွင်းတစ်ကွင်းဆွဲထုတ်လိုက်ပါကျိုးစားတိုးတဲ့ဘက်ကိုတာမုံမှာချိပြီးကွင်းလေးကနေဖောက်တယ်ပြီးရင်ကျိုးစားကိုကွင်းလေးကနေပြောင်းပြန်ဥတီရတိုင်းဆွဲထုတ်ဆွဲလီလီတင်းလီလီပါပဲဆွဲတာကိုရက်လိုက်ရင်တော့ကျိုးကယော့သွားမှာမဟုတ်ပါဘူးကျိုးဖြုတ်ချင်နေဆိုရင်တော့ကျိုးကိုအပေါ်ဘက်စီမားတင်လိုက်ရုံပါပဲငါကျိုးဆန်နေပါရှီတဲ့ကျိုးကိုကက်ကြီးပေါ်မှာပတ်လိုက်ပါကက်ကြီးကိုတုံပြီးတိုးတဲ့ကျိုးကိုညှပ်ထားပါရှီတဲ့ကျိုးကိုကက်ကြီးထိပ်ပတ်စီလျောချလိုက်ပါအရင်တိုးတဲ့ကျိုးတွေကိုတော့ဒီနည်းနဲ့ဆက်လို့ရပါတယ်ဒီအဆင့်ဒီတိုင်းပဲထပ်လုပ်ပြီးခြိလိုက်ရင်ပြီးပါပြီခိုင်ခံပြီးတာရှိခံပါတယ်6ဟင်းသီးရဲ့စီးတဲ့ကြိုးချီနည်းပါသူကပြန့်ကျဲနေတဲ့အကိုင်းအခက်တွေကိုပတ်ချီပြီးရက်လုတ်ခြင်းအပြင်တင်းကျပ်သွားစေတာပါခုနှစ်ပြင်ပမှာတဲထိုးတာတွေနဲ့မိုးကာစားတွေကိုတင်းကျပ်ဖို့သုံးတဲ့ကြိုးချီနည်းပါချီရတာအလွန်လွယ်ကူပါတယ်တစ်ခေါက်ထဲနဲ့တင်ယူနိုင်ပါတယ်ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းကွင်းနှစ်ကွင်းကိုအပေါ်ဘက်စီတစ်ခုချင်းစီချိန်ညှိပြီးတင်းကျပ်လို့ရပါတယ်ပြောင်းပြန်ယော်သွားမှာမဟုတ်ပါဘူးကွင်းတွေကိုအောက်ဖက်စီချိန်ညှိမှသာကြိုးကယော့သွားမှာဖြစ်ပါတယ်ရှစ်တိုင်ချီနည်းပါချီရတာအရန်ရိုးရှင်းပြီးအလွန်လဲခိုင်ခံပါတယ်ဒါကြောင့်လဲဒီနေ့အထိလက်ဆင့်ကမ်းလာကြတာပါနောက်ပိုင်းမျိုးဆက်တွေကတော့ဒါကိုဝက်ခွာလော့ကြိုးချီနည်းလို့အမည်ပေးခဲ့ကြပါတယ်ကိုမြန်ဆန်ပြီးမညှိတွယ်နိုင်တဲ့ကြိုးချီနည်းပါအဝတ်စထောင်းကိုအတွင်းဘက်ပြန်ခောက်ထဲပါကျိုးကိုဆွဲလိုက်ရင်ချီပြီးသားဖြစ်ပါပြီစေကျိုးနှစ်ချောင်းကိုညီအောင်ထားပါညာဘက်ကျိုးကိုအပေါ်ကထားပါအောက်ဘက်ကိုပတ်ပြီးကွင်းတစ်ကွင်းဖန်တီးပါအခြားကျိုးစားတစ်ဖက်ကိုကွင်းနဲ့ဖောက်ထည့်ပြီးကျိုးတွေကိုဆွဲတင်းလိုက်ပါကြက်ချံကွန်ရက်တီနဲ့ငါးဖမ်းပိုက်တွေကိုဒီနည်းနဲ့ရက်လုပ်ကြပါလေ7ရှေးရခင်ကလေးကလက်ဆင့်ကမ်းလာတဲ့ရှေးဟောင်းကွင်းလျှော့ချီနည်းပါချီရတာအလွန်လွယ်ကူပါတယ်ချီပြီးသွားတဲ့အထုံးကအရန်ခိုင်ငတ်ပါတယ်အားပြုလေးလေးတင်းကျပ်လေးလေးပါပဲနေ့စဉ်ဘဝမှာအများဆုံးတွေ့ကြုံရတတ်ပါတယ်73အလိုအလျောက်ပြုတ်ကျစေတဲ့ကြိုးချီနည်းပါအမြင့်ကနေအောက်ခြေကိုပစ္စည်းတွေချတဲ့အခါမှာသုံးပါတယ်ချီရတာအလွန်လွယ်ကူပါတယ်အလေးချိန်တစ်ခုခုနဲ့ဆွဲတင်းထားတဲ့အခါအရန်ကိုမြဲမြံပါတယ်ပစ္စည်းမြေပြင်ကိုရောက်သွားတဲ့အခါကြိုးကိုတစ်ချက်လောက်ခါလိုက်ရုံနဲ့ပြုတ်သွားပါလိမ့်မယ်73မျိုးမြောက်လေးတန်းခန့်ချိတ်ကြိုးချီနည်းပါချီရတာရိုးရှင်းပြီးခိုင်ခံ့ယုံကြည်ရပါတယ်ပစ္စည်းတွေချိတ်ဆွဲဖို့နဲ့အဝတ်လမ်းဖို့အတွက်အထူးသင့်လျော်ပါတယ်14ဒီရှစ်ကနန်းပုံဆင်ချီနည်းကလက်တွေ့မှာအရန်အသုံးဝင်ပါတယ်ကျိုးတစ်ချောင်းတည်းနဲ့ဝါလုံးတွေကိုခိုင်ခိုင်မာမာချီနှောင်နိုင်ပါတယ်အဆင့်တွေကအရန်ရိုးရှင်းလို့ချက်ချင်းပဲတက်သွားပါလိမ့်မယ်ဘောင်တွေဆောက်ဖို့နဲ့နေ့စဉ်သုံးပစ္စည်းတွေကိုတင်းကျပ်စွာချီနှောင်ဖို့အတွက်အကောင်းဆုံးပါပဲဗီဒီယိုကအကျိုးရှိရင်ခွတ်လို့ရေးသွားပါအောင်နော်